လန်းဆောင်မှာတော့အာချာနဲ့အကျန်းဖက်သမားကက်စတာတို့ရဲ့တေကန်းရှင်ကန်အားပြိုင်မှုကိုရင်တထိတ်ထိတ်နဲ့တွေ့မြင်ကြရမှာပါကက်စတာဆိုတာလူသက်ဖို့ဝင်မလေးတဲ့ရက်ဆက်တဲ့ရာဇဝတ်ကောင်တစ်ယောက်ဒါအပြင်သူဟာစုံထောက်ကြီးအာချာရဲ့အချစ်ဆုံးသားလေးကိုပါတတ်ခဲ့တဲ့တရားခံမှုလို့အာချာအတွက်တော့မမုန်းမဲမနေနိုင်တဲ့ရန်သူတော်ကြီးပေါ့ဒီလိုနဲ့တနေ့မှာတော့အာချာဟာကက်စတာကိုဖမ်းဆီးနိုင်ခဲ့ပေမဲ့ကက်စတာဟာမိမျောပြီးကိုမာဝင်သွားခဲ့ပါတယ်ဒါပေမဲ့ပြဿနာကဒီမှာတင်မပြီးသွားပါဘူးကက်စတာမမေ့လဲခင်မှာမြို့ရဲ့တနေရာမှာအချိန်ကိုက်ပုံကြီးတစ်လုံးကိုဝတ်ထားခဲ့တယ်ဆိုတာသိလိုက်ရတဲ့အခါစုံထောက်ကြီးအာချာတယောက်လုံးဝအကျက်ရိုက်သွားပါတော့တယ်ဘုံရှိတဲ့နေရာကိုသိနိုင်တဲ့တူလေးတော်သူကတော့ထောင်ထဲမှာရောက်နေတဲ့ကက်စတာရဲ့ညီပိုလက်ပဲဖြစ်ပါတယ်အဲ့ဒါကတော့ထောင်ထဲကညီဖြစ်သူစီကနေလျှို့ဝှက်ချက်ကိုနှိုက်ဖို့အတွက်စုံထောက်ကြီးအာချာဟာသူ့ရဲ့ရန်သူတော်ကြီးကက်စတာရဲ့မျက်နှာကိုခွဲစိတ်ယူပြီးသူ့မျက်နှာပေါ်မှာအစားထိုးတက်ဆင်လိုက်ရတာပါပဲမင်းမျောနေတဲ့ကက်စတာဟာမထင်မှတ်ပဲတတိပြန်ရလာပြီးမျက်နှာမရှိတော့တဲ့သူ့အဖြစ်ကိုသိသွားတဲ့အခါဆရာဝန်ကိုအကြက်ကင်ပြီးတင်းစီးထားတဲ့အာချာရဲ့မျက်နှာကိုသူ့ပေါ်မှာပြန်တက်ဆင်လိုက်ပါတော့တယ်ကဲအခုဆိုရင်တော့အခြေအနေတွေဟာလုံးဝကိုပြောင်းပြန်ဖြစ်သွားပါပြီလူကောင်းကထောင်ထဲမှာလူဆိုးမျက်နှာနဲ့ရောက်နေပြီးလူဆိုးကတော့အပြင်လောကမှာရဲစုံထောက်ကြီးအဖြစ်စံစားနေပါတော့တယ်အဆိုးဆုံးကတော့ကက်စတာဟာအာချာရဲ့ရုပ်ကိုယူထားပြီးအာချာရဲ့အိမ်မှာအာချာရဲ့မိန်းမနဲ့သမီးကြားထဲမှာဝင်ရောက်ချလဲနေတာပါပဲနောက်ဆုံးမှာတော့လူဆိုးကက်စတာကဘဲအနိုင်ရသွားမလားစုံထောက်ကြီးအာချာကရောသူ့ရဲ့မူလမျက်နှာကိုပြန်ရနိုင်ပါမလားဆိုတာကိုတော့ပရိသတ်ကြီးကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါဦးနောက်ထပ်လည်းဘလို့စိတ်ဝင်စားစရာရုပ်ရှင်ကားကောင်းတွေကို recap ပေးရမလဲဆိုတာ comment မှာရေးပေးသွားကြပါဦးနော်